American ကအီရန်ကိုဘုံကျဲလိုက်ရင်စစ်ပွဲပြီးသွားပြီလို့တင်ထင်နေပါသလားတကယ်တော့အဆိုးဆုံးအခြေအနေတွေကအခုမှစတင်တော့မှာပါ American ကအီရန်ကိုဘုံကျဲလိုက်ရင်စစ်ပွဲပြီးသွားပြီလို့လူတွေကထင်နေကြတယ်တကယ်ရောပြီးသွားတာလား အဲ့ဒါကအလွဲကြီးပါကျွန်တော်တို့နှစ်20လောက်လေးလာစမ်းသပ်ခဲ့တဲ့ရလဒ်တွေအရဘုံတွေကအဆောက်အဦကိုပဲဖျက်ဆီးနိုင်တာပါအီရန်မှာရှိတဲ့နျူကလ িয়ার ပစ္စည်းတွေဘယ်ရောက်သွားလဲဆိုတာကျွန်တော်တို့လုံးဝမသိတော့ပါဘူး အဲ့ဒီတော့အီရန်ကနျူကလ িয়ার ဘုံလုပ်ဖို့ပစ္စည်းတွေအလုံလောက်ရှိနေတယ်ဆိုတဲ့သဘောလား မှန်ပါတယ်သူတို့စီမှာနျူကလ িয়ার ဘုံ16လုံးစာအတွက်လိုအပ်တဲ့ပစ္စည်းတွေရှိနေခဲ့တယ်ခုချိန်မှာအဲ့ဒီပစ္စည်းတွေကအီရန်တနိုင်ငံလုံးကိုပြန့်ကျဲသွားပြီအမေရိကန်အနေနဲ့ဒီအခြေအနေကိုထိန်းချုပ်နိုင်စွမ်းလုံးဝမရှိတော့ဘူးလို့ပြောလို့ရပါတယ်ဒါကို escalation trap လို့ခေါ်ပါတယ်နီးဗျူဟာအရာဘုံကျဲတာအောင်မြင်တယ်လို့ထင်ရပေမဲ့မဟာဗျူဟာအရာတော့ကျွန်တော်တို့အကြီးအကျယ်ကြုံသွင်းခံလိုက်ရပါပြီသူတို့ကနျူကလ িয়ার ပိုင်ဆိုင်ဖို့ပိုပြီးနီးစပ်သွားခဲ့ပါပြီ အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ကိုလှုပ်ကြံလိုက်ရင်အီရန်အစိုးရပြုတ်ကျသွားမယ်လို့ထင်နေကြတယ်ဒါပေမဲ့အမှန်တရားကအဲ့ဒီလိုမဟုတ်ပါဘူး တာမန်လူတွေကတော့အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ကိုတတ်လိုက်ရင်စစ်ပွဲပြီးပြီလို့တွေးကြလိမ့်မယ်အဲ့ဒါကတကယ်ပဲအလုပ်ဖြစ်လား အဲ့ဒီအတွေးကလုံးဝမှားယွင်းနေပါတယ်လူတွေကအီရန်အစိုးရကိုအုံမြင့်မခိုင်းတဲ့အဆောက်အဦတစ်ခုလို့ထင်နေကြတာတကယ်တော့သူတို့ရဲ့စနစ်က matrix တစ်ခုလို့အလွန်ရှုပ်ထွေးပြီးရှင်သန်နိုင်စွမ်းမြင့်မာပါတယ် ဒါဆိုခေါင်းဆောင်မရှိတော့ရင်ဘယ်သူကအမိန့်ပေးကိုကဲမလဲအကုန်ကမောက်ကမဖြစ်မသွားဘူးလား အဲ့ဒီ matrix စနစ်ကချက်ချင်းဆိုသလိုလစ်လက်သွားတဲ့နေရာတွေကိုအလိုအလျောက်ပြန်ဖြည့်တင်ပါတယ်ပိုဆိုးတာကကျွန်တော်တို့တတ်လိုက်တဲ့ခေါင်းဆောင်ဟောင်းကနျူကလ িয়ার လက်နက်မထုတ်ဖို့တားမြစ်ထားသူပါအခုသူ့နေရာမှာအစားထိုးဝင်လာမဲ့ခေါင်းဆောင်တစ်ကပိုပြီးကြမ်းတမ်းပိုပြီးရမ်းလိုတဲ့သူဖြစ်နေပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကသူတို့ကိုပိုကြောက်စရာကောင်းတဲ့အစိုးရတစ်ရပ်ဖြစ်လာအောင်တွန်းပို့ပြီးလိုက်တယ်လို့ဖြစ်သွားပါပြီ ကမ္ဘာရေနံလမ်းကြောင်းကို drone လေးတစ်စီးနဲ့ပိတ်ဆို့လိုက်ရုံနဲ့တင်တို့ကျွန်တော်တို့ရဲ့စီးပွားရေးဘယ်လောက်ထိခိုက်သွားမလဲသိပါသလားအရှိအလဲပိုင်းကစစ်ပွဲကတင်အိတ်ကတ်ထဲထိရောက်လာပါပြီဟော်မိုးစီလေကြားကိုဖျက်ပြီးရေနံတင်သင်းမောတွေမသွားနိုင်တော့ဘူးဆိုရင်ကဘာကြီးအတွက်ဘာတွေဖြစ်လာနိုင်လဲ အလွန်ရိုးရှင်းပါတယ်ဓာတ်ဆီဆိုင်တွေမှာစီဈေးတွေအစမတန်ထိုးတက်သွားပါမယ်ဒရုန်းတစ်စီးကတင်မောတစ်စီးကိုမှန်သွားပြုံနဲ့ကျန်တဲ့တင်မောတွေအားလုံးအဲ့လမ်းကနေသွားရဲတော့မှာမဟုတ်ပါဘူး ဒီတော့ဒီကိစ္စကအရှိအလဲပိုင်းဒေတာတွင်ပြဿနာတတ်တတ်မဟုတ်တော့ဘူးပေါ့ လုံးဝမဟုတ်တော့ပါဘူးရေနံစီးစီးမှုရပ်တန့်သွားတာနဲ့ကမ္ဘာတစ်ဝန်းလုံးမှာကုန်စည်နှုန်းတွေကြီးမြင့်လာမယ်ငွေကြေးဖောင်းပွားမှုတွေဖြစ်လာမယ်ဥရောပကနိုင်ငံတွေဆိုရင်အခုကတည်းကစတင်ပြီးစိုးရိမ်ထိတ်လန့်နေကြပါပြီအမေရိကန်မှာလည်းအလုတ်လက်မဲ့ပြဿနာနဲ့စီးပွားရေးအကျပ်တည်းတွေစက်တိုက်ဖြစ်လာပါလိမ့်မယ်တီးငယ်တဲ့ဒရုန်းတိုက်ခိုက်မှုတစ်ခုကကမ္ဘာစီးပွားရေးတစ်ခုလုံးကိုကင်လုတ်ပစ်နိုင်တဲ့အစွမ်းရှိနေပါတယ် အီရန်ကမြောက်ကိုရီးယားရဲ့နီးဗျူဟာကိုအတိအကျကူးယူကျင့်သုံးနေပါပြီသူတို့ရဲ့ရည်ရွယ်ချက်ကနျူကလ িয়ার ဘုံတစ်လုံးနဲ့ပိုင်ဆိုင်ဖို့မဟုတ်ပါဘူးတကယ်လို့အီရန်ကနျူကလ িয়ার ဘုံတစ်လုံးရသွားရင် Tel Aviv ဒါမှမဟုတ်နယူးယောက်ကိုပစ်ချလိုက်မယ်လို့ထင်ပါသလား အဲ့ဒါကလူတွေကိုကြောက်အောင်ပြောနေတဲ့စကားတွေပါတကယ်လို့သူတို့ကမြို့တစ်မြို့ကိုဖျက်ဆီးပြီးကိုတေချောင်းကြံခြင်းဘုံ16လုံးတော့မလို့ပါဘူး ဒါဆိုသူတို့တကယ်လိုချင်တဲ့ရည်မှန်းချက်ကဘာများလဲဘုံနီအများကြီးထုတ်ပြီးဘာလို့မလို့လဲ သူတို့ကမြောက်ကိုရီးယားဗျူဟာကိုသုံးနေတာပါသူတို့လိုချင်တာကတစ်ချိန်တည်းမှာနျူကလ িয়ার ဘုံ9လုံးလောက်အသင့်ဖြစ်နေဖို့ပါပြီးရင်တောင်တန်းနေကြတဲ့မှာပထမဆုံးဘုံတစ်လုံးကိုစမ်းသပ်ဖောက်ခွဲပြပါလိမ့်မယ်ကျွန်တော်တို့ကသူတို့ရှုံးသွားပြီလို့ထင်နေချိန်မှာဒုတိယတစ်လုံးထပ်ဆန်းပြပါမယ်အဲ့ဒီခါကျရင်အမေရိကန်အနေနဲ့သူတို့ခေါင်းဆောင်ကိုလှုပ်ကြံဖို့ဆိုတာမဖြစ်နိုင်တော့ဘူးသူတို့အခုကစားနေတာအလွန်အဆင့်မြင့်တဲ့ဗျူဟာကစားကွာပါ American နဲ့အရှိအလဲပိုင်းစစ်ဖြစ်နေချိန်မှာတိတ်တဆိတ်အောင်ပွဲခံနေတာကဘယ်သူလဲသိပါသလားအဲ့ဒီနိုင်ငံကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ် American ကအီရန်နဲ့စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာတရုတ်နိုင်ငံရဲ့အနေအထားကဘယ်လိုရှိနေမလဲသူတို့ကစိုးရိမ်နေကြလား တရုတ်ကစိုးရိမ်ဖို့နေနေတာဒါအရန်ကိုဝမ်းသာနေမှာပါအမေရိကန်ကအရှိအလဲပိုင်းစစ်ပွဲတွေထဲမှာနစ်မုန်းနေလေတရုတ်အတွက်ကမ္ဘာနံပါတ်1နေရာကိုယူဖို့ပိုလွယ်လေးပါပဲ ဒါပေမဲ့ကမ္ဘာစီးပွားရေးထိခိုက်ရင်တရုတ်လည်းနစ်နာနိုင်တာပဲမဟုတ်ဘူးလား တရုတ်ရဲ့အဓိကအာရုံစိုက်မှုက AI နည်းပညာနဲ့စက်မှုလုပ်ငန်းအဆင့်မြင့်တင်ရေးပါဝူဟန်လိုမြို့တွေမှာလူတန်းပေါင်းများစွာရဲ့ဘဝကိုမြင့်တင်ပေးနေပြီး robotic နည်းပညာတွေနဲ့အကြီးအကျယ်ရှေ့ရောက်နေပါပြီအမေရိကန်ကစစ်ပွဲတွေအတွက်အချိန်နဲ့ငွေတွေဖြုံးတီးနေချိန်မှာတရုတ်ကမျိုးဆက်သစ်နည်းပညာတွေနဲ့ကဘာကြီးကိုလွှမ်းမိုးဖို့အသင့်ဖြစ်နေပါပြီ
အမေရိကန်ရဲ့ထိပ်ဆုံးနေရာကအခုဆိုရင်အကြီးအကျယ်ချင်းချောက်ခံနေရပါပြီ